Forex ဈေးကွက်ထဲမှာအောင်မြင်ကျန်သူတိုင်းအတွက်ဒီတစ်ခါမှာတော့ X factor လို့ခေါ်ဆိုရမယ့်နည်းဗျူဟာတစ်ခုကိုဖော်ထုတ်ပြသပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါကတော့ intermarket analysis ခေါ်တဲ့ဈေးကွက်ချင်းဆက်ဆက်ဆန်းစစ်ခြင်းပဲဖြစ်ပါတယ်။ဈေးကွက်ကြီးရဲ့လှုပ်ရှားမှုကိုနားလည်ပြီး Forex ဈေးကွက်ရဲ့အကြီးစားအကျနဲ့ကိုကြိုတင်ခန့်မှန်းနိုင်မဲ့လျှို့ဝှက်ချက်ပါ။ Forex ဆိုတာကမ္ဘာအကြီးဆုံးငွေကြီးဈေးကွက်ပါ။ဒါပေမဲ့ Forex ဈေးကွက်ကြီးဟာတဦးတည်းရက်တည်နေတာမဟုတ်ပါဘူး။ကမ္ဘာစတော့ဈေးကွက်၊ကုန်စည်ဈေးကွက်၊ငွေကြီးသက်သေခံလက်မှတ်ဈေးကွက်နဲ့စီးပွားရေးဆိုင်ရာအချက်လက်တွေနဲ့အမြဲတမ်းဆက်ဆက်နေပါတယ်။ Intermarket analysis ဆိုတာကဈေးကွက်တစ်ခုရဲ့လှုပ်ရှားမှုကတခြားဈေးကွက်တွေအပေါ်ဘလို့တက်ရောက်မှုရှိတယ်။ဒါမှမဟုတ်တခြားဈေးကွက်တွေရဲ့လှုပ်ရှားမှုက Forex အပေါ်ဘလို့လွှမ်းမိုးတယ်ဆိုတာကိုနားလည်ချက်ဖြစ်ပါတယ်။ဥပမာအားဖြင့်ရွေဈေးကွက်၊ရေနံဈေးကွက်ဒါမှမဟုတ်အမေရိကန်ငွေကြေးသက်သေခံလက်မှတ်ဈေးကွက်တွေရဲ့ရွေ့လျားမှုဟာသက်ဆိုင်ရာငွေကြေးအတွဲတွေအပေါ်မှာအရေးပါတဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ်။ဒီနေရာမှာအတိအကသဘောတရားနှစ်ခုကိုသိထားဖို့လိုပါတယ်။တစ်ခုက risk on ဆိုတဲ့အန္တရာယ်ယူခြင်းနဲ့နောက်တစ်ခုက risk off ဆိုတဲ့အန္တရာယ်ရှောင်ရှားခြင်းမှာစီးပွားရေးအခြေအနေကောင်းမွန်နေတဲ့အခါယင်းနှိမ့်နှံသူတွေဟာအန္တရာယ်ပိုများတဲ့ပိုင်ဆိုင်မှုတွေကိုဝယ်ယူလေ့ရှိပါတယ်။ဥပမာအားဖြင့်စတော့ရှယ်ယာတွေကုန်စည်တွေပေါ့ဒါကို risk on လို့ခေါ်ပါတယ်ဒီလိုအချိန်မျိုးမှာ Australia ဒေါ်လာလိုကုန်စည်နဲ့ဆက်ဆက်နေတဲ့ငွေကြေးတွေဟာအားကောင်းလာတတ်ပါတယ်ဒါပေမဲ့စီးပွားရေးမရေရာမှုတွေများလာတဲ့အခါမှာတော့ယင်းနှိမ့်နှံသူတွေဟာအန်တရေကင်းတဲ့ပိုင်ဆိုင်မှုတွေကိုရွှေ့ပြောင်းတက်ကြပါတယ်ဥပမာအားဖြင့်ရွေဈေးဂျပန်ယန်းလိုဒါမှမဟုတ် Swiss franc CHF လိုငွေကြေးတို့ပေါ့ဒါကို risk off လို့ခေါ်ပြီးဒီလိုငွေကြေးတွေဟာအားကောင်းလာတတ်ပါတယ်အချို့သောဆက်ဆံမှုတွေကတော့ပိုပြီးဓာတ်ရိုက်ကြပါတယ်ရွေဈေးတက်တာနဲ့အမေရိကန်ဒေါ်လာဈေးကျတာကများသောအားဖြင့်စန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်ရေနံဈေးတက်လာတာကကနေဒါဒေါ်လာကိုများသောအားဖြင့်အားကောင်းစေပါတယ်ဒီဆက်ဆက်မှုတွေကိုနားဆင်ခြင်းအဖြစ်ဈေးကွက်ရဲ့ခံစားချက် market sentiment ကိုဖတ်ရှုနိုင်ပါတယ်ဥပမာအားဖြင့်စတော့ဈေးကွက်ကြီးတွေကအားပြင်းပြင်းနဲ့အောက်ကိုကျနေပြီဆိုရင်ဒါကယင်းနှိမ့်နှံသူတွေအန္တရာယ်ရှောင်ရှားနေပြီဆိုတဲ့လက္ခဏာဖြစ်နိုင်ပါတယ်ဒီလိုအချိန်မျိုးမှာ Forex ဈေးကွက်ထဲက safe haven ငွေကြေးတွေဖြစ်တဲ့ JPY CHF လိုအားကိုအာရုံစိုက်ပြီးအယောင်းဝယ်လုပ်ဖို့အခွင့်အရေးရှာနိုင်ပါတယ် Intermarket analysis ကိုတိတိယောက်ယောက်အသုံးပြုဖို့ဆိုရင် stock ဈေးကွက်ကုန်စည်ဈေးကွက်ငွေကြေးသက်သေခံလက်မှတ်ဈေးကွက်တွေရဲ့အခြေခံအချက်လက်တွေကိုလည်းလေ့လာရပါမယ်အရေးကြီးတဲ့စီးပွားရေးသတင်းတွေဗဟိုစည်းဓာတ်မူဝါဒတွေပထဝီနိုင်ငံရေးအခြေအနေတွေကဈေးကွက်အားလုံးအပေါ်မှာတက်ရောက်မှုရှိတယ်ဆိုတာကိုသတိပြုရပါမယ် Intermarket analysis ဟာ Forex ဈေးကွက်ရဲ့ X factor ပါဒါဟာဈေးကွက်တစ်ခုတည်းကိုပဲကြည့်ရမျိုးမဟုတ်ပေကမ္ဘာလုံးဆိုင်ရာစီးပွားရေးမြေပုံကြီးတစ်ခုလုံးကိုမြင်အောင်ကြည့်တာနဲ့တူပါတယ်ဒီနည်းဗျူဟာကိုအသုံးပြုခြင်းအပြင် Forex ဈေးကွက်ရဲ့အကြီးစားအတက်အကျတွေကိုကြိုတင်ခန့်မှန်းနိုင်ပြီးပိုမိုကောင်းမွန်တဲ့အယောင်းဝယ်ဆုံးဖြတ်ချက်တွေချမှတ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်သင်ဟာ Forex ဈေးကွက်မှာအောင်မြင်ခြင်းသူတစ်ယောက်ဆိုရင် Intermarket analysis ကိုသင်ရဲ့ကုန်းတွယ်မှုနည်းဗျူဟာထဲမှာမထင်မနေထည့်သွင်းစဉ်းစားဖို့တိုက်တွန်းပါတယ်ဒီ X factor ဟာသင်ရဲ့ Forex ခရီးလမ်းကိုပြောင်းလဲပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်အဖို့တန်ဗဟုသုတတွေအတွက် Investment Plus ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါဘူးနော်